အားလုံးပဲမင်္ဂလာပါဒီနေ့တော့ထိုင်းနိုင်ငံရဲ့မြောက်ပိုင်းမှာရှိတဲ့နဂါး cave မြန်မာလိုဆိုရင်တော့နဂါးလှိုင်ကိုပေါ့နော်ဒီကိုတောင်တက်သွားမှာဖြစ်ပါတယ်ခုတော့ဒီတောင်ကြီးကကားပါကင်မှာပါဆိုတော့ဒီကနေပြီးတော့တက်လို့ရှိရင်အတက်ကောအစင်းရောဆိုလို့ရှိရင်စုစုပေါင်း9နာရီကျော်6နာရီလောက်ကြာတယ်လို့တော့ပြောတယ်ဆိုတော့တခါမှမတက်ဘူးတဲ့လူအနေနဲ့ဆိုလို့ရှိရင်ဘယ်လိုဖြစ်မလဲတော့မသိဘူးတက်ကြည့်အောင်ဘယ်လိုလုပ်ကြမလဲမသိဘူးဒါကတော့အခုအဝင်ဝပါဒီကနေစပြီးတော့တက်မယ်ပေါ့နော်ဆိုတော့အခုဒီမှာNaga Cave ကဒီ National Park ထဲမှာရှိရပါစတက်ပါတော့မယ် Let's go Okay Just the beginning Okay အခုမှအစပဲရှိသေးတယ်ဒါပေမဲ့မောနေပြီဒီမှာခွေးလေးတစ်ကောင်ရှိခွေးလေးတစ်ကောင်အိတ်နေတယ်မှာဒီနဂါး cave နဲ့ပတ်သက်ပြီးတော့ဒဏ္ဍာရီပုံမြင်နေလဲရှိတယ်ဆိုတော့အဲ့ဒါကိုတော့ဒီတောင်တက်တာကိုပြရင်းနဲ့ပဲအနောက်ကနေပြီးတော့စကားပြောလေးထည့်ပေးပါမယ်အခုတော့တက်နေနေကြတော့အားဟောဟဲလိုက်နေရဆိုတော့ဒီအတိုင်းနဲ့တော့မပြောတော့ပါဘူးဟိုးရှိတော့ကပေါ့နော်ဒီနေရာမှာတိုင်းပြည်တစ်ပြည်နဲ့ဘယင်တစ်ပါးရှိတယ်အဲ့ဒီဘယင်မှာအရန်ကိုချောမောတဲ့သားတော်တစ်ပါးရှိတယ်မင်းသားလေးပေါ့နော်တနေ့တော့မင်းသားလေးကတောထဲကိုသွားလေရင်းနဲ့အဲ့ဒီမှာအရန်ကိုချောမောလှပတဲ့ကောင်မလေးတစ်ယောက်နဲ့တွေ့ပြီးတော့မြင်ချင်းချစ်မိသွားတယ်ပေါ့နော်ဒီနောက်ပိုင်းမင်းသားလေးကလည်းတောထဲကိုခဏခဏလာလေရင်းနဲ့သူတို့နှစ်ယောက်ကလူငယ်တဘာဝချစ်ကြိုက်သွားကြတယ်တနေ့မှာတော့မင်းသားလေးကကောင်မလေးကိုလက်ထပ်ခွင့်တောင်းခဲ့တယ်အဲ့ဒီအချိန်မှာကောင်မလေးကမင်းသားလေးကိုဝန်ခံစရာရှိတယ်ဆိုပြီးတော့ပြောခဲ့တဲ့စကားကတော့ तू ကလူသားမဟုတ်ဘူးမင်းသားလေးကိုတောထဲမှာတွေ့ပြီးတော့သူ့ဘက်ကအရင်စပြီးတော့ချစ်မိသွားတဲ့အတွက်ကြောင့်လူရောင်ဖန်ဆင်းထားတဲ့ဒီနဂါးမလေးဖြစ်ပါတယ်ပေါ့နော်မင်းသားလေးကလည်းဆက်စချင်းမှာတအားတုံလို့သွားခဲ့တယ်ဒါမဲ့သူ့ရဲ့အချစ်စွမ်းအားပို့ပြီးတော့ကြီးမားတဲ့အတွက်ကြောင့်နဂါးမလေးကိုလက်ခံခဲ့တယ်သူနဲ့အတူတူလက်ထပ်ပြီးတော့ဒီနန်းတော်ထဲမှာလိုက်နေဖို့အတွက်ကိုခွင့်တောင်းခဲ့တယ်နဂါးမလေးကလည်းဒီစကားကိုကြားကြားချင်းမှာအယံဝမ်းသာပြီးတော့သူ့ရဲ့အဖေစီမှာသွားပြီးတော့ခွင့်တောင်းခဲ့တယ်နဂါးမလေးကလည်းတာမန်နဂါးမဟုတ်ဘဲနဲ့သူတို့ရဲ့နဂါးတိုင်းပြည်မှာဘယင်ကြီးရဲ့သမီးတော်ဖြစ်တယ်ပေါ့နော်နဂါးဘယင်ကြီးကဒီကိစ္စကိုကြားကြားချင်းမှာဘလို့မှလက်မခံနိုင်ခဲ့ဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်လူသားတွေနဲ့လူသားမဟုတ်တဲ့သူတွေနဲ့ပေါင်းဆက်ဖို့ဆိုတာကလောကကြီးကတားမြစ်ထားတဲ့အရာဖြစ်တယ်ဒါမဲ့လည်းဘယ်မိဘမှသားသမီးစိတ်ဆင်းရဲတာကိုမကြည့်နေနိုင်တဲ့အတွက်ကြောင့်နောက်ဆုံးမှတော့နဂါးဘယင်ကြီးကလက်ထပ်ဖို့အတွက်ကိုခွင့်ပြုပေးခဲ့ပါတယ်ပုံမြင်လေးကတော့အခုထိကိုချုံးမွေပြီးတော့လှပနေရပေါ့နော်ချစ်ရသူနှစ်ဦးကလည်းအမှန်တကယ်ကိုလက်ထပ်ခွင့်ရခဲ့တယ်နဂါးဘယင်ကိုယ်တိုင်ကလည်းဒီလူသားဘယင်ကြီးစီကိုမင်္ဂလာပွဲအမှတ်တရအနေနဲ့ဒီကြောက်မြတ်ရတနာနဲ့စီချေထားတဲ့တရဖူကိုသူ့သမီးနဲ့အတူတကွပေးအပ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းဒီလူသားတွေရဲ့ကဘာမှာကြတော့မင်းသားလေးကလွဲပြီးတော့ဒီနဂါးမလေးရဲ့ဖြစ်တည်မှုအမှန်ကိုဘယ်သူမှမသိကြဘူးဆိုတော့နဂါးမလေးကလည်းလူရောင်ဖန်ဆင်းပြီးတော့ပဲဒီနန်းတော်ထဲမှာသူ့ခင်မွန်းဖြစ်သူနဲ့အတူတူနေခဲ့တယ်ပေါ့နော်ဒီလိုနဲ့ပျော်ပျော်ရွှင်ရွှင်နေလာရင်3နှစ်ကျော်4နှစ်ဆိုအချိန်ကိုရောက်လာတယ်အမှတရက်ကြတော့နဂါးမလေးကအပြင်းထန်နေမကောင်းဖြစ်တယ်သူနေမကောင်းဖြစ်နေတော့အားနေနေတဲ့အချိန်မှာစွမ်းအင်တွေကလည်းလျော့လာပြီးတော့ဒီလူသားအဖြစ်ဖန်ဆင်းဖို့အတွက်ကိုသူ့မှာခွန်အားမရှိတော့ဘူးပေါ့နော်အဲ့တော့သူ့အခန်းထဲမှာပဲသူ့ရဲ့ပုံစံအမှန်မူလနဂါးပုံစံနဲ့ပေါ့နော်လဲလျောင်ပြီးအနားယူနေတဲ့အချိန်မှာနန်းတော်တွေကအစီကံတယောက်ကသူ့ကိုမြင်သွားပြီးတော့ဘယင်ကြီးစီကိုသွားပြီးတော့တိုင်ကြားခဲ့တယ်ပေါ့နော်ဘယင်ကြီးကဒီကိစ္စကိုသိသိချင်းမှာတအားဒေါသထွက်ပြီးတော့နဂါးဘယင်ကြီးစီကိုသူ့သမီးကိုချစ်ချင်းပြန်လာခေါ်ဖို့အတွက်ကိုစာရေးခဲ့တယ်လူသားတွေကြားထဲမှာမျက်နှာငယ်ပြီးအရှက်ရနေတဲ့နဂါးမင်းသမီးလေးကိုသူ့အဖေနဂါးဘယင်ကြီးကချစ်ချင်းပြန်လာခေါ်ခဲ့တယ်။ဒါပေမဲ့သူ့သမီးကိုပြန်လာခေါ်ရုံပဲမကဘူးမင်္ဂလာပွဲတုန်းကအမှတ်တရအနေနဲ့ပေးခဲ့တဲ့ဒီတရဖူကသူပြန်တောင်းခဲ့တယ်ပေါ့နော်။အဲ့ဒီအချိန်မှာလူသားဘယင်ကြီးကဒီတရဖူကသူလက်ဆောင်အနေနဲ့ရခဲ့တာဖြစ်တဲ့အတွက်ကြောင့်အခြားတနေရာမှာလွတ်လပ်စွာသုံးစွဲခဲ့ပြီးဖြစ်တဲ့သူပြန်မပေးနိုင်ဘူးဆိုတဲ့အကြောင်းကိုညှင်းဆန်ခဲ့တယ်။ဒီလိုတုံ့ပြန်မှုမျိုးမြင်လိုက်ရတဲ့အချိန်မှာနဂါးဘယင်ကြီးအနေနဲ့သူ့သမီးကိုတော့လက်မခံနိုင်ဘူးချစ်ချင်းပြန်လာခေါ်လို့ပြောတယ်သူပေးခဲ့တဲ့တရဖူကိုတော့ပြန်မပေးနိုင်ဘူးဆိုပြီးညှင်းဆန်တဲ့အတွက်ကြောင့်အင်မတန်အမျက်ဒေါသထွက်ခဲ့တယ်ပေါ့နော်နဂါးဘယင်ကြီးကအဲ့ဒီညမှာပဲသူ့ရဲ့ရဲမက်တွေနဲ့အတူတူဒီတိုင်းပြည်ကိုပြန်လာပြီးတော့တစ်မျိုးလုံးကိုပြဖြစ်တဲ့အထိမီးရှို့ပြီးတော့ဖျက်ဆီးခဲ့တယ်
ပြီးတော့ဒီတစ်မျိုးလုံးကိုရေတွေနဲ့လွှမ်းသွားအောင်လုပ်ပြီးတော့အစဖြောက်ပြီးချိန်စာတိုက်ခဲ့တယ်ပေါ့နော်ဒီချိန်စာကဘာလဲဆိုရင်ဒီလူသားဘရင်ကြီးကိုသူလက်မခံနိုင်ခဲ့တဲ့ဒီငကားမျိုးနွယ်ရဲ့အသွင်အပြင်အနေနဲ့ပြောင်းလဲပြီးတော့မှကြောက်တုံးအနေနဲ့ပါပြောင်းလဲပြီးတော့ဒီနေရာမှာထာဝရပိတ်မိစေခဲ့တယ်ပေါ့နော်ပြီးတော့လေဒီချိန်စာပြေဖို့အတွက်ဆိုလို့ရှိရင်လေဒီလူသားဘရင်ရဲ့ခုနတုန်းကအရှိအောက်ကိုရောက်သွားခဲ့တဲ့မြို့တော်ကြီးပေါ့နော်ဆိုတော့အိမ်မြို့တော်ကြီးကဒီနေရာမှာနောက်တစ်ဖန်ပြန်လဲပြီးတော့မဖြစ်ပေါ်မချင်းသူဟာဒီလိုမျိုးကြောက်တုံးအနေနဲ့ငကားပုံတံအနေနဲ့ပဲထာဝရပိတ်မိနေပါစေဆိုပြီးတော့ချိန်ဆိုခဲ့တာဖြစ်ပါတယ်ဒါကတော့ဒီလူသားဘရင်ကြီးရဲ့ရေအောက်ကိုရောက်သွားတယ်ဆိုတဲ့တိုင်းပြည်ကနေပြီးတော့ဖြစ်ပေါ်လာတဲ့ရေကန်အကျယ်ကြီးပါဒါတွေကတော့ဒီနေရာရဲ့ဒဏ္ဍာရီပုံမြင်လေးတစ်ပုဒ်ပေါ့နော်တစ်ဖက်မှာလည်းသိပ္ပံသဘောတရားအရကြည့်မယ်ဆိုလို့ရှိရင်ဒီကြောက်တုံးတွေရဲ့မျက်နှာပြင်ကအပူအေးမညီမျှမှုကြောင့်သဘာဝအတိုင်းဖြစ်ပေါ်လာတဲ့အကွေးကြောင်းတွေပေါ့နော်ဒီနေရာကနေဘက်ဆိုလို့ရှိရင်နေအောင်ကြီးနဲ့ဓာတ်ရိုက်ထိတွေ့ရတဲ့နေရာတွေမှာအင်မတန်ပူပြီးတော့အပူတွေကိုစုပ်ယူထားတယ်။ညကြလို့ရှိရင်လည်းတောတောင်သဘာဝအရာတခြားနေရာတွေထပ်ပို့ပြီးတော့အေးတယ်။ဆိုတော့အပူနဲ့အေးနဲ့ကြားထဲမှာကြုံတာနဲ့ပွာတာနဲ့ဖြစ်ပေါ်လာပြီးတော့ဒီကြောက်ဆောင်တွေကနေပြီးတော့သဘာဝအတိုင်းအကွဲချောင်းတွေနဲ့ဒီမွေးအရေကွန်ငကားအကြီးကွန်လိုပုံစံတွေဖြစ်ပေါ်လာတာပေါ့နော်။စချင်းတော့ကတော့လေလှုပ်ရှားမှုလုံးဝမရှိရလို့ဆိုတော့မတက်နိုင်ဘူးလို့ထင်တာဒါပေမဲ့မစိုးပါဘူးအဆင်ပြေလှေကားတက်ရတာလေးပဲနည်းနည်းခက်တာကျန်တဲ့နေရာတွေကတော့သွားလို့ရတယ်စတာမနာမကောင်းမိမဲ့လေသူ့ဘာသူတော့အဆင်ပြေသွားတယ်နားလိုက်တက်လိုက်နားလိုက်တက်လိုက် เปิดเหมือนกันใช่ไหมคะเพราะว่าแรงดันมันน้อย ช็อกโกแลตชูการ์เลเวลပြန်ဖြည့်ပါမယ်ဆိုတော့အခုထိတ်ရောက်ပါပြီတောင်းထိတ်ပါဆိုတော့အေးတောက်မယ်မဟုတ်စားမယ်ထိတ်ပြန်စင်းတဲ့လမ်းမှာလေဒီဆူတောင်းပြည့်ရဲဆိုရင်နေရာလေးတစ်ခုရှိရဲဆိုတော့အဲ့ဒီမှာဝင်ဆူတောင်းရင်းနဲ့တက်တက်ဆက်ဆိုင်မွေလေးတစ်ကောင်ထွက်လာတာကြုံခဲ့ရပါသေးတယ်ဒီနေရာမှာလာဆူတောင်းကြရတဲ့သူတွေကလေဒီငွေရေးကြေးကန်ကောင်းချင်နေဆိုလို့ရှိရင်သူတို့ပတ်စံအိတ်လေးဒါမှမဟုတ်လို့ရှိရင်ဖုန်းကဒီ QR code လေးပေါ့နော်ဒါလေးဖွင့်ပြီးဆူတောင်းကြတယ်အမှ influencer တယောက်လည်းတွေ့ခဲ့သေးတယ်သူဆိုလို့ရှိရင်သူ့ရဲ့ page လေးကိုပေါ့နော်ဖွင့်ပြီးတော့ဒီဘန်းပေါ်တင်ပြီးဆူတောင်းတယ်တချို့တွေကြတော့ဒီထီလက်မှတ်ယူလာကြတယ်ဒီထီလက်မှတ်လေးနဲ့ဆူတောင်းကြတယ်ပေါ့နော်ဒီနေရာလေ drone နဲ့ရိုက်ရင်အပေါ်စီကနေဆိုလို့ရှိရင်ငကားရဲ့မျက်စိဆိုပြီးတော့မြင်ရတယ်လို့ပြောရပေါ့နော်ဒါကသဘာဝအတိုင်းဖြစ်နေတဲ့နေရာပါဒါကတော့ဒီငကားလိုင်ကိုရဲ့ဒန်တာကြီးအကြောင်းလေးနဲ့တောင်းတတဲ့အတွေ့အကြုံလေးကိုမျှဝေပေးခဲ့တာဖြစ်ပါတယ်ကြည့်ရှုပေးခဲ့တဲ့လူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်နောက်မှပြန်တွေ့ပါမယ်